ပြေပွဲကလေးတွေရဲ့ပြေပွဲလေးလူငယ်လူရွယ်လေးတွေပေါ့လွတ်လပ်ရေးနေ့ပြေပွဲပြိုင်ပွဲငါကောင်းကောင်းမှတ်မိတဲ့လောက်ကတော့စိတ်လှုပ်ရှားပျော်ရွှင်စရာပေါ့ကြောက်စိတ်ကလေးကလည်းတွေးရတယ်ပြန်ပြောဖို့ရမခက်ပါဘူးသူတို့အားလုံးမျှော်လင့်ချက်အပြည့်နဲ့တန်းသိကြတယ်လူတိုင်းကပြေပွဲကိုနိုင်မိအထင်နဲ့မနိုင်တော့ပူတွဲပူဖြစ်မလားဒါမှမဟုတ်အ ਨੇ ဆုံးတော့ဒုတိယနေရာပေါ့ဖခင်တွေကလည်းဘေးကရက်ဆောင်ကြည့်နေကြတယ်ကိုသားကိုအားပေးရင်းနဲ့ပေါ့တားတိုင်းကလည်းအဖေကိုပြသဖို့မျှော်လင့်ထားကြတယ်အနိုင်ရသူဟာအဖေသားပါပဲလို့ဝီစကီမှုတ်တော့ပန်းတက်လာကြပြီနှုတ်နေတဲ့နှလုံးသားတွေမှာမျောလင်းချက်တွေတောက်လောင်လေရဲ့အနိုင်ရပြီးသူရဲကောင်းဖြစ်ဖို့ကပြိုင်ပွဲဝင်နိုင်ရဲ့စန္ဒာတမှုထူးကြတာကလူရွယ်လေးတယောက်လူအုပ်ထဲမှာသူ့အဖေလည်းပါတာပေါ့ဥဆောင်ပြီးပြေးနေစဉ်သူတွေးနေတာကငါပြီးတော့တိတ်ကုန်ယူမှာပဲဒါပေမဲ့လေကွင်းတစ်လျှောက်အာသွန်ရပြေးစဉ်ဂျိုင်းကွက်လေးတစ်ခုကိုကြော်ဖြတ်ဥဆောင်ပြေးနေသည့်လူငယ်လေးတယောက်ခြေလမ်းပြက်ပြီးရင်းရံရီသွားတော့တယ်သူ့ကိုယ်သူအပြင်းအထန်ကြိုးစားပြီးထိမ့်မိမဲ့မှောက်လျက်သာလဲကျသွားတယ်ပရိသတ်ရေသမားနဲ့အတူပြိုလဲသွားတာကမျောလင်းချက်အခုသူမနိုင်တော့ပြီမဟုတ်လားရှက်ကိုရှက်ကန်ဝမ်းနေစိတ်နဲ့ဆန္ဒပြုမိတာကတနည်းနည်းနဲ့ငါဒီကစားခွင်းတွေကပျောက်သွားရင်အကောင်းသားသူလဲကျသွားတော့အဖေကစိုးရိမ်တဲ့မျက်နှာနဲ့တစ်ဆက်တည်းသားကိုပြက်ပြက်သားသားပြောလိုက်တာကထပြီးပြေးပွဲကိုအနိုင်ယူလိုက်ဆမ်းပါငါသားပြန်ထပြီးပြေးပွဲမှာအနိုင်ယူလိုက်ဆမ်းသူကအမြန်ထသည်ကြီးကျယ်ကျယ်အနာတရားမရှိနည်းနည်းနောက်ကျသွားတာလေတခုပါပဲရှိတယ်လူငယ်သည်အာသွန်ခွန်ဆိုင်ပြေးပြန်ပြီးလဲသွားတာဒါမှပြန်ထင်းပြီးတော့မပေါ်အောင်လန်ထူဖို့ဇောတန်ပြီးအမိလိုက်ပြီးအနိုင်ရဖို့ကြိုးစားတော့သူ့စိတ်ကခြေထောက်တွေထွက်ပိုးမြန်နေတယ်အဲ့ဒီအချိန်မှာတစ်ခါထပ်ပြီးလဲပြန်ပါလေရောအရင်တစ်ခါကလေးကလက်လျှော့ခဲ့ရအကောင်းသားတစ်ခါပဲမျက်နှာပြရမယ်အခုတော့ငါဟာမျောလင်းချက်မရှိတဲ့အပြေးသမားတယောက်ပြေးပွဲမှာဝင်မပြိုင်တင်ဘူးဒါပေမဲ့ရေမောနေတဲ့လူကိုကြားမှာသူရှာဖွေကြည့်တော့တွေ့ပြီလေအဖေမျက်နှာစူးစိုက်တဲ့အကြည့်နဲ့အဖေထမှန်ပြောနေတာကထပြီးပြေးပွဲကိုအနိုင်ယူလိုက်ဆမ်းပါငါသားထပြီးပြေးအောင်ထပြီးပြေးအောင်ထို့အခါထက်ကြိုးစားကြည့်ဖို့သူခုန်ထားလိုက်၏နောက်ဆုံးလူနဲ့10 ကွက်အကွာနောက်မှာဘယ်သူမှမရှိပါဘူးဒီအကွာအဝေးကိုငါမိအောင်လိုက်မယ်သူတွေးလုံးကအာမန်ရှိသည်တကယ်ကိုအပြေးမြန်ရမယ်အတွေးကိုဇောထဲလိုက်၏ရှိသမျှအာကုန်ထည့်ပြီး10 ကိုက်10 ကိုက်သူအမိလိုက်ပြီးမိအောင်အပြင်းထန်ကြိုးပမ်းရတော့တခါထက်ချော်ပြီးလဲပြန်มาရောရှုံးပြီသူကလဲသည့်နေရာမှာငြိမ်နေမိ၏မျက်ရည်တစ်စက်ကမျက်လုံးထဲကပေါက်ခနဲ့ကျလာ၏ထပ်ပြီးပြေးနေလို့အထိပ္ပယ်မရှိဘူးသုံးခါထိပြီးမှငါတော့သွားပြီဘာလို့ထပ်ကြိုးစားတော့မလဲထကျင်တဲ့ဆန္ဒကပျောက်သွားတယ်မျောလင်းချက်တွေလဲကွယ်ရာကိုပြေးငါကအမားရောများလုံးနဲ့အရှုံးသမားငါရှုံးပြီငါပါသုံးကြတော့မှလဲမျက်နှာပြက်ပြက်နဲ့ပဲပြေးလန်းချောင်းကထွက်မဲ့အပြုလူအုပ်ချားတွေကမျောလင်းချက်အပြည့်နဲ့အဖေထားသန်း
ထပြီးနေရာယူစမ်းပါဒီမှာမင်းအနိုင်ယူဖို့ထပြီးပြေးဝဲကိုအနိုင်ယူလိုက်စမ်းပါစိတ်ကလေးတင်းပြီးတော့ထားလိုက်တယ်ငါသားမင်းလုံးဝမရှုံသေးဘူးနိုင်နေဆိုတာကလဲကြတိုင်းပြန်ထားတာအဲ့ဒါမှနိုင်တာကွထိုအခါတစ်ခါထပ်ပြေးဖို့သူပြန်ထား၏ဒီတစ်ခါသူပြန်ထားတာကတာဝန်အသစ်တစ်ခုရှုံနိုင်ပန်းနိုင်ကိုငါအရောက်လမ်းမယ်ဘယ်တော့မှငါလက်မြောက်ရှုံမပေးဘူးသူကအားလုံးရဲ့နောက်ဝေးလံတဲ့နေရာမှာသူအတက်နိုင်ဆုံးသူ့မှာရှိသမျှအစွမ်းကုန်အင်အားနဲ့ယောက်ျားပါသားကွအနိုင်ရရှိမိအလားပြီးတော့သည်၃ချိန်တိုင်လဲကြ၃ချိန်တိုင်ပြန်ထားခဲ့တယ်နိုင်ရန်မျှော်လင့်ဖို့ကနောက်မှာကြံရင်လွန်းတော်လဲဒါပေမဲ့အဆုံးအထိပြေးနေတယ်သူတို့ကအနိုင်ရသူကိုဩဘပေးကြပထမဆုံးပန်းဝင်တဲ့သူခေါင်းမော့ဂုံယူပျော်ရှင်လှစွာလဲတာမရှိမျက်နှာပြက်စရာမရှိဒါပေမဲ့လဲကြခဲ့တဲ့လူငယ်လေးနောက်ဆုံးမှပန်းဝင်လာတော့ပရိသတ်ကပုံမကျဲလောင်စွာဩဘပေးပန်းဝင်ကနီးပို၍နှေးကွေးစွာဝင်လာလေပို၍နှေးလေပရိသတ်ပို၍အားပေးလေနဲ့အနေကိုမြန်အားပေးတာလားမပြေးနိုင်တဲ့သူကိုအလုံးရင်းနဲ့အားပေးနေတဲ့ပရိသတ်အားပေးတာကသူအနိုင်ရသည့်အလားအဖေနဲ့တွေ့တော့သားကပြောတယ်ဖေးသားကောင်းကောင်းမပြေးဖြစ်ခဲ့ဘူးသားနောက်ဆုံးမှပန်းဝင်ခဲ့တယ်အဖေအတွက်တော့သားကနိုင်တယ်ဘာဖြစ်လို့လဲဖေဖေသားလဲတိုင်းပြန်ထနိုင်ခဲ့တာဟုသူ့အဖေကဂုံယူဝင်ကြွားစွာဖြင့်ပြောတယ်အမောင်လူတဲ့ကြပြီးအကျက်အသေးနဲ့ကြုံတွေ့ရတဲ့အခါအခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါထိုကလေးကိုသတိရလိုက်တာနဲ့ငါ့အတွက်အားရဖြစ်ခဲ့ရတယ်တသက်တာဘဝဆိုတာလေအဲ့ဒီကလေးပြီးခဲ့တဲ့ပြိုင်ပွဲလိုပါပဲအတက်အကျတွေကများလာပါတယ်အောင်နိုင်ရဲ့အတွက်တင်လှုပ်ဆောင်ရမိအရာကလဲကျသွားတိုင်းပြန်ထထွက်တော့ဟေးလက်လျှော့တော့မင်းရှုံးနေပြီသူတို့ငါမျက်နှာရှေ့မှာអော်နေတဲ့အချိန်မှာအတန်တန်ကြားရတာကလဲကျသွားပြီလားထပြီးပြေးဝဲကိုအနိုင်ယူလိုက်ပါ